မင်္ဂလာပါမျိုးတို့ရေကျွန်တော်ကြီးပန်ရွှေတူပါကြားလိုက်ကြသေးကမသိဘူးနော်ကျွန်တော်မွေးရှစ်ကွက်မှာနှစ်ကွက်ကတော့တာဝန်ကျူသွားပြီပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာနှစ်ကွက်ထွက်သွားပြီဆိုတော့ကြတော့ပါဆက်ထိုးရမလဲမသိပဲဖြစ်နေတဲ့အမျိုးတွေအတွက်ကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာဒါကြောင့်ဗီဒီယိုလေးအပြီးထိကြည့်တော့ဖို့နဲ့ subscribe လုပ်ပြီးတော့ notification လေးနှိပ်ထားကြဖို့တော့ကိုတိုက်တွန်းအပ်ပါတယ်ဗျာကဲ2ရက်2လ2026ကနေ6ရက်2လ2026အတွင်းကို3489358နဲ့1065တဲ့ကအနည်းဆုံး2ကွက်ထွက်ရမယ်လို့ကျွန်တော်ပြောခဲ့တာပါဒီနေ့ညနေက25အလို့တစ်ချိန်အောင်ခဲ့ပါတယ်25တဲ့ညနေကလည်း10လို့တစ်ချိန်ထွက်ပေးခဲ့လို့မလို့ဝင်းကနိုင်8ကက်ကတော့တာဝန်ကျေသွားပြီပဲဖြစ်ပါတယ်နော်ကဲ YouTube အမျိုးတွေရလိုက်ကြသေးလား comment မှာရေးပြီးခဲ့ပါအောင်ဗျFiverr မျိုးတယောက်ရဲ့အကျွေးကြည့်ပြီးဆိုတဲ့အတန်းနဲ့တင်ကျွန်တော်မျက်စိညှို့မုံဝါကြိုးနှက်ပါပြီနော်မျိုးတွေအားလုံးဟိုဒီရှုပ်ကောက်ကိုလွယ်လွယ်နဲ့ရလို့တန်ဖိုးမထားဖြစ်မှလဲစိုးမိပါတယ်ဗျဒီရှစ်ကွက်ကတောက်လျှောက်မှန်လာခဲ့တာပါနော်အပတ်တိုင်းကျွန်တော်ပေးလိုက်တိုင်းမှန်ခဲ့တာပါဗျအပြင်မှာဆိုရင်တန်ဖိုးကအဖြစ်ထုတ်ပြီးရောင်းစားကြမှာပါဗျကျွန်တော်အမျိုးရီစီကဘာမှမလို့ချင်ပါဘူးစင်ပြေသွားပြီဆိုတဲ့အတန်းကိုကျွန်တော်ကြားချင်ပါတယ်ဗျခေကျွန်တော်နောက်တစ်ပတ်တွေရှစ်ခွက်ကိုစနေနေ့မနေ့မှာ Fiverr Channel နဲ့ Telegram Channel မှာတပြိုင်တည်းတင်ပြီးသွားမှာဖြစ်တဲ့အတွက် Fiverr နံပါတ်39984843နဲ့မှာလာဟိုင်းပြီးပါ Telegram မှာလည်းအကီပန်ရွှေတိုးလို့ရှာပြီးတော့ join ထားကြဖို့ဖိတ်ခေါ်အပ်ပါတယ်ဗျ။၄ရက်2026အတွက်ဘုံလုံးနေ့တွေကျွန်တော်ကီပန်ရွှေတိုးရဲ့အမာကီကတော့ဘူးလေးတစ်ကီပဲဖြစ်ပါတယ်။မွေးချစ်ကတော့တာဝန်ကြီးသွားပြီဖြစ်ပါတယ်ဗျ။ကျန်တဲ့ကွက်တွေလာဖို့လာနေပါတယ်။ဒါပေမဲ့ကျွန်တော်အရင်ဘက်ကလိုမျိုးအရင်ဘက်ကပြောခဲ့သလိုအရင်ဘက်ကနှစ်ခွန်395ပါတော့နှစ်ခွန်395 break ထွက်မယ်လို့ပြောတော့8ခွန်နဲ့ခွန်3နှစ်ခွက်ထွက်သွားတာကိုတွေ့ရပါတယ်။အခုတစ်ပတ်မှလည်းကျွန်တော်3358ပါတော့3358 break ထဲကနေပြီးတော့ခွက်ထုတ်ပေးမှာဖြစ်ပါတယ်။အဲ့ခွက်ဒီကတော့ဘာလဲဆိုတော့33ခွန်3235 88ခွန်8285တို့နဲ့3355တို့တွေကနှစ်ကွက်နဲ့လာမှာဖြစ်ပါတယ်။ဒါပေမဲ့တစ်ကွက်ကတော့ပေးကြပေါက်ကျင်းတွေပဲလာမှာဖြစ်ပါတယ်မျိုးတို့။ကဲမျိုးတို့ကြိုက်တဲ့အကွက်ပါတယ်ဆိုရင် main တင်ပြီးတော့ထိုးကိုကျွန်တော်ပြောပြပေးချင်ပါတယ်။မျိုးရီအားလုံးကိုချစ်စင်ပြီးပျော်ရွှင်တဲ့ဘဝပိုင်းဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကီပန်ရွှေတို့ရှုံးမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ